အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိမိရဲ့ property ကိုပုံမှန်တဲ့အားပို့ပြီးတော့ဝယ်မြန်စီမဲ့နေရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျိုးလူတွေကဖုံကားသွေးတဲ့အချိန်မှာအားဝယ်အရာနေနေတယ်လို့ခန်းစားကြရတယ်ဘယ်တော့ဖုံးမှာစိတ်တဲ့ချိုးနဲ့အတူတူတဲ့ပုံစံတွေကြောင့်အားဝယ်နေသွားတာတွေဖြစ်နေပါတယ်ဝယ်ပြပြမဲ့နေရာတွေကိုသာလိုက်လို့ကြည့်မဲ့ဆိုရင်ဖုံကားသွေးတဲ့အချိန်မှာပုံမှန်တဲ့3ဆလောက်ကိုအားဝယ်မြန်သွားမှာဖြစ်ပါတယ် Number 1 aeroplane move ပြီးတော့အားသွင်းပါaeroplane mode ပြီးအားသွေးလိုက်တဲ့အခါကျရင်ဖုန်းထက်က internet signal ဖုန်းလေး signal နဲ့ background မှာ run နေတဲ့ connection တွေအများစုရသွားပါတယ်။အဲ့ဒီအချိန်မှာဖုန်းက signal ဆာတာတွေမရှိတော့တာဖြစ်တဲ့အတွက် battery သုံးပြီးမှုကလည်းလျော့သွားပါတယ်။ဒါကြောင့်အားသွေးတဲ့အချိန်မှာ aeroplane mode ဖွဲ့ပြီးတော့အားသွေးမယ်ဆိုရင်တော့ပုံမှန်အဖြစ်အားသုံးဆလောက်ကိုဝယ်မြန်မှာဖြစ်ပါတယ်။ Number 2အားသွေးနေတဲ့အချိန်မှာဖုန်းကိုလောအသုံးပြုပါလေလူတို့များများကဖုန်းအားသွေးနေတဲ့အချိန်မှာ game ဆိုတာဗီဒီယိုကြည့်တာ social media သုံးတာတွေလုပ်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်တဲ့အခါဖုန်း battery ကိုတစ်ဖက်မှာသုံးနေပြီးတော့တစ်ဖက်မှာအားသွေးနေတာဖြစ်တဲ့အတွက်အားဝေးနေသွားပါတယ်သူတို့ဖြစ် game ကစားတာဗီဒီယိုကြည့်တာအလုပ်တွေက CPU နဲ့ GPU ကိုအလုပ်လုပ်စီတာဖြစ်တဲ့အတွက်ဖုန်းပူလာပြီးတော့ battery ကိုလည်းထိခိုက်စေနိုင်ပါတယ်ဒါကြောင့်အားသွေးနေတဲ့အချိန်မှာဖုန်းကိုအနားထားပြီးတော့မသုံးတာကလည်း battery တွေအားဝေးမြန်ဖို့တွေ့လည်းထောက်ကူပြုပါတယ် Number 3ဖုန်းပူနေတဲ့အချိန်မှာအားသွေးတာကိုရှော့ပါဖုန်းရက်ပူနေတဲ့အချိန်မှာအားသွေးလိုက်မယ်ဆိုရင် battery protection system ကြောင့်အားဝေးနေသွားနိုင်ပါတယ်ဥပမာဂိတ်ကြာစီကစားပြီးတဲ့အချိန်မှာနေပူတဲ့နေရာမှာဖုန်းထားတဲ့အချိန်တွေမှာဖုန်းကပူနေတတ်ပါတယ်အဲ့ဒီလိုခြေတွေမှာအားသွေးမဲ့စာဖုန်းကိုခဏနာပြီးတော့အပူစော့သွားမှာအားသွေးတာကပိုပြီးတော့ကောင်းပါတယ် Number 4 background app တွေကိုပိတ်ထားပါ background app တွေဆိုတာဖုန်းထဲမှာ fit ထားပြီးတော့မသုံးနေသေးပေမဲ့ background မှာ run နေတဲ့ application တွေကိုပြောတာပါအဲ့ဒီ application တွေက data တွေသုံးနေတတ်တယ်လို့ battery ကိုလည်းသုံးပြနေတတ်ပါတယ်ဒါကြောင့်အားသွေးတဲ့အချိန်မှာ background application တွေအများကြီး fit ထားမယ်ဆိုရင် battery အားဝင်နေနိုင်ပါတယ်အားသွေးမဲ့ချိန်မှာလည်းမလို့အပ်တဲ့ application တွေကိုပိတ်ထားမယ်ဆိုရင် battery အားဝေးမြန်လာနိုင်ပါတယ်။ခုပြောပြတဲ့နေရာတွေကိုလုံးကြည့်လိုက်မယ်ဆိုရင်မိမိဖုန်းကိုပိုမြန်အားသွင်းနိုင်ပြီး battery ကိုလည်းပိုကောင်းကောင်းထိတ်သိမ်းနိုင်ပါလိမ့်မယ်။ဒီဗီဒီယိုကအသုံးဝင်တယ်ဆိုရင်တော့ like လုပ်ပြီးတော့ follow လုပ်ထားဖို့မေးပါနဲ့။နောက်ထပ် post တွေကိုလည်းရှင်းပြီးညှောက်ဝေပေးသွားမှာဖြစ်ပါတယ်။